ကုသိုလ်လုပ်ပြီးတဲ့အခါတိုင်းမှာကိုမမြင်ရပေမဲ့ကိုယ့်ရဲ့အိမ်ဆောင်နတ်ကိုဆောင်နတ်ကျောင်းဆောင်နတ်ဆိုတာလို့ပေါ့နော်စာထဲမှာအဆောင်နတ်လို့ဆိုပေမဲ့လို့ကိုယ်လာဆောင်းလျှောက်နေတာတော့မဟုတ်ဘူးကိုနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာအဲ့တော့ကိုနဲ့အနီးပတ်ဝန်းကျင်မှာဖြစ်နေတဲ့နတ်တွေကိုကိုယ်တိုင်ကကုသိုလ်ကောင်းမှုလုပ်တိုင်းအမျှပေးဝေခြင်းအပြင်သူတို့နဲ့မိတ်ဆွေဖြစ်ပြီးသူတို့ရဲ့ဆောင်းလျှောက်မှုကိုရတယ်ကိုကနတ်တွေကိုအရေးတယူလုပ်ပြီးတော့ကုသိုလ်အမျှဝေငှလို့သူတို့မှာဘုံတကုတိဆိုတက်သွားတဲ့အခါသူတို့ကကိုယ့်ကိုတနာဆောင်းလျှောက်လာမိဘကကိုသားသမီးကိုကြည့်တယ်လို့ပဲနတ်တွေကကိုယ့်အတွက်စိတ်ချနှံ့ပြီးတော့နတ်တွေကချနှံ့ပြီးတော့ကြည့်ပြီးတော့ဘေးကနေမရောက်ရအောင်သူတို့ကြိုတင်သိလို့ရှိရင်လေလမ်းလွှဲပေးတယ်ကူကြီးတယ်မဆာတယ်အနေနဲ့ကင်းအောင်လုပ်ပေးဒါအချွန်တက်ကြီးနဲ့ကောင်းကင်ကဆင်းပြီးတော့လာလောက်မှာမဟုတ်ဘူးပေါ့တခါတည်းကြုံတတ်တယ်မို့လားကိုကခရီးသွားတယ်ကားပြက်နေတယ်တော်ကြီးထဲမှာတော်လန်းထဲမှာကားပြက်နေတယ်ကိုနဲ့သိတဲ့မိတ်ဆွေရောက်လာပြီးတော့ကူသွားတယ်သို့မဟုတ်ကိုကူညီမဲ့ပုဂ္ဂိုလ်ရောက်လာအဲ့လိုမျိုးတွေဟာနတ်တွေရဲ့အကူအညီဆိုတာဖြစ်နိုင်တယ်မြမရာဇဝင်မှာရှိတဲ့ကျန်စီမင်းကြီးဟာအနောထဘုရင်လက်ထက်ကမင်းပြစ်မင်းတန်တင့်တော့သူကထွက်ပြေးရတဲ့အချိန်မှာသူနဲ့ဆူတောင်းဘက်မင်းမဟာခီရိကနေပြီးတော့သူ့ကိုဆောင်းလျှောက်တယ်ဆိုတာနောက်ပိုင်းလာပြောတန်ဃာသေးအောင်ဆောင်ပြီးတော့ဟိုဘကံပို့ပေးတယ်အဲ့ဒါတကယ်တန်ဃာသေးမဟုတ်ဘူးတဲ့မင်းမဟာခီရိနတ်ကနေလောက်ပါဒါပေမဲ့နတ်အနေနဲ့လာလောက်တာမဟုတ်ဘူးလူတယောက်တန်ဃာသေးရေထဲမှာလှုပ်တဲ့လူတယောက်အနေနဲ့သူ့ကိုခဲပါနတ်တွေရဲ့ဆောင်းလျှောက်မှုကိုခံရတယ်လို့ပြောနိုင်